ကြောင်းတွေဖွင့်ရနီးလာပြီလေရှင်မရေအောင်စားဖို့ကိုတွားကြစို့ကွာကလေးတွေအတွက်လိုအပ်တာအချိန်မီဝယ်ကြရမယ်မေအောင်စံဘူး